ရှင်ချင်းအစီအစဉ်ချကျောင်းသားကျောင်းသူလေးများကတချင်းများဖြင့်ကပြဖျော်ဖြေခြင်းအစီအစဉ်ကလေးကျောင်းသားကျောင်းသူလေးများကဇာတိမဲ့တချင်းဖြင့်ပြီးဆိုဖျော်ဖြေခြင်းအစီအစဉ်ရှိအခမ်းအနားပြမြောက်ကြောင်းကျင်းညာခြင်းတို့ဖြစ်ပါလိမ့်ရှင်အစီအစဉ်အရမိုးတိုင်းဒေသကြီးနန္ဒလေးခရိုင်ဇီးကုန်းမြို့နယ်ခြေရပညာမူလာတဲ့အကြောင်းပြောလေး2025-2026ပညာသင်နှစ်မတ်စုံပညာရေးစပြီးပွဲတော်အခမ်းအနားစတင်ဖွင့်လှစ်ကြောင်းကျေးညာအပ်ပါတယ်ရှင်စီစဉ်ရာကျောင်းသားကျောင်းသူလေးများမှမြမကျောင်းချင်းဖြင့်တီဆိုဖျော်ဖြေခြင်းမှာဖြစ်ပါရဲ့ရှင်တော့လည်းကာရီတော့ရချာပညာကြီးဘယ်လိုဆောင်းရီဝဲတော့ကိုဖိတ်ကြတာတော့တင်ပြောလေးကြီးပါဒီရမီရဖများတင်ပြောလေးကြီးပါဒီကျောင်းသားကျောင်းသူများရဲ့မိဘများကိုအထူးပဲကျေးဇူးတင်ရှိပါကြောင်းကျွန်တော်အနေနဲ့ဗလာမပြောချင်ပါတယ်ကျွန်တော်တို့ဒီမရှိတဲ့ကြားတွေကအခုလိုရက်တူလိုလေးနဲ့လုံးလိုက်ရတဲ့ကိစ္စလေးကိုဖွင့်လို့ပေးပါလို့အားလုံးပဲနှစ်ခုစဉ်းစားပါလေကျွန်တော်အနေနဲ့တော့ဒါပါပဲကျင်လာပါဗျာတော့25 26ปีတော့အမေကပြည်ပြည်ကြောင်းနေတယ်ညာရေးစုပ်ပြီးပြောလို့ဟုတ်လားအဲ့ဒါကြတယ်ကြီးရောဒီကော်ပီကြီးတွေနော်ပြီးပါလေကျောင်းသားတွေဆက်ဆက်ပါလေအားလုံးကိုနော်မင်္ဂလာပါလို့ပြောဆက်ပါတယ်အဲ့တော့ဒီလိုခါတိုင်းတော့ရင်စီကားလေးကိုလေပြောကြတယ်ဘူးတော်လည်းခေတ်ကြီးနေရနော်နောက်ပြီးတော့စီကာလအရာအဲ့ဒါတိတ်ပြီးတော့ခါတိုင်းတော့တိတ်မလုံးနိုင်ဘူးဒီကြားရရတယ်အချိန်ရတယ်ကြားရတယ်အချင်းယုံမှုဆိုစစ်တူလေးပေါ့ပညာကြီးထူးတော်ချက်ဖို့ဆိုတာတော့မိဘတွေနဲ့လည်းကိုယ့်ရဲ့သားသမီးတွေအိမ်မှာကြက်ပတ်ပြီးတော့ဟုတ်လားအဲ့လိုမှတော့သူတို့ဘုဒ္ဓဆရာနော်ဆရာကျောင်းသားမိဘဟုတ်လားအဲ့လိုပူပေါင်းပြီးကြက်ပတ်ဆောင်ပြီးသူတို့ပြုစုပြောတော့ပြီးလို့ဆိုလို့ရှိရင်တို့ရဲ့ပညာရေးချင်းတိုးတက်တယ်ဘယ်လိုမှမဟုတ်လို့အဲ့ဒါကိုသုံးနေတဲ့ဆိုလို့ရှိရင်တော့ပညာရေးကျနေကြတယ်လို့ပြောတာနော်အဲ့တော့ကြိုးစားကြပါနော်မိဘများအနေနဲ့လည်းဘယ်ကောင်ဘုပြုပြုဆောင်ကြပါပြောကြလို့ပါတယ်ပြီးတော့ကျွန်တော်တို့ကျောင်းကြီးရွယ်ကလေးကျောင်းကြီးရွယ်ရောက်ပါတဲ့အခါကျတော့ဘေးကိုရောက်မတော်ဘူးလေပညာသင်ကြားဖို့ကျောင်းမရောက်အောင်ပို့ပြီးဒီကမှာဒါနဲ့လည်းဒီလိုပြောနေတာလေဒါကြောင့်လည်းကျွန်တော်ဒီလိုဆိုပါတယ်ဦးအောင်ရဲ့ထိုးဤတမီမတ်30ထိုးစုယူရဖိတ်ခေါ်အပ်ပါတယ်ရှင်သာဝေတတိယအာဂMatthew ပါစုရဖိတ်ခေါ်ပါရရှင် ။
သူအဖဥကိုကိုနိုင်တာမောင်ဖိုးစစ်ပိုင်းစုယူရန်ဖိတ်ခေါ်ပါရရှင်စာပေတတိယပါရရှင်အာကစားဒုတိယဆုရရှိသူအဖဦးတန်းထွေးသားမောင်မျိုးကိုဆုရဖိတ်ခေါ်ပါရရှင်ဆုများကိုရှင်းပြပေးပါတော့ဦးတည်အေးရအထူးပင်ကျေးဇူးတင်ပါတယ်ရှင်ဆက်လက်ရဲ့ grade 2မှာဆုများကိုရှင်းပြမှာဖြစ်ပါရဲ့ရှင်ဆုများကိုရှင်းပြပေးပါရန်အကြောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်ဦးလာကြီးရဖိတ်ခေါ်ပါရဲ့ရှင်စာပေပထမအာကစားတတိယဆုရရှိသူအဖဦးအောင်မျိုးထွေးဤသမီးမတ်ဤပြိုတဲ့ဆုယူရန်ဖိတ်ခေါ်ပါရဲ့ရှင်စာပေဒုတိယအာကစားပထမဆုရရှိသူအဖဦးရဲ့ဇာနီမောင်ဤသမီးမတ်ချစ်တွန်းချိုဆုယူရန်ဖိတ်ခေါ်ပါရဲ့ရှင်ဝေတတိယအာကစားဒုတိယဆုရရှိသူအဖဦးဝင်းမောင်ဤသားမောင်စင်မင်းသူဆုယူရန်ဖိတ်ခေါ်ပါရရှင်အာကစားနေတဲ့ဆုရရှိသူအဖဦးအောင်ထွေးဤသမီးမတ်ချစ်ကုန်းဆိုမှဆုယူရန်ဖိတ်ခေါ်ပါရရှင်ကိုရှင်းပြပေးပါတော့ဦးလာကြီးအားအထူးပဲကျေးဇူးတင်ပါတယ်ရှင်။ဒီရေရနာဆုများကိုရှင်းပြမှာဖြစ်ပါတယ်ရှင်။ဆုများကိုရှင်းပြပေးပါရဲ့အကြောင်းအကျိုးတော်ဆောင်ဖွဲ့ဝင်ဒေါ်မြတန်းအားဖိတ်ခေါ်ပါရဲ့ရှင်။ဦးအောင်မင်းမြတ်ဤသားမောင်တော်စင်မြင့်မြတ်ဆုယူရဖိတ်ခေါ်ပါရဲ့ရှင်။စာပေဒုတိယဆုရရှိသူအဖဦးအောင်ဝင်းစန်းဤသမီးမန်းနှင်းဝတ်တုံဆုယူရန်ဖိတ်ခေါ်ပါရရှင်စာပေတတိယအာဂတဒုတိယဆုရရှိသူအဖဦးတီဟာထွန်းဤသမီးမတ်ဖြိုးတီထွန်းဆုယူရန်ဖိတ်ခေါ်ပါရရှင်ဆုများကိုရှင်းပြပေးပါတော့ဒေါ်မြတ်တဲ့အားအထူးပင်ကျေးဇူးတင်ပါတယ်ရှင်။အမိသားမောင်ညာထုတဲ့ဆုယူရန်ဖိတ်ခေါ်ပါရရှင်။စာပေဒုတိယအာကစားဒုတိယရရှိသူအဖဦးမျိုးစင်ဦးရဲ့သားမောင်အောင်ဆွဲပြီးဆုယူရန်ဖိတ်ခေါ်ပါရရှင်။ဆုများကို
အခြေခံပညာမူလာတဲ့အကြောင်းတမျောလေးဤ2025-2026ပညာသင်နှစ်ဗတ်စုံပညာရေးစုံလင်ပွဲတော်အခမ်းအနားအောင်မြင်စွာပြီးမြောက်ကြောင်းကျေးဇူးပါပါတယ်ရှင်